26မိစ္ဆာစစ်ခွေမင်းအောင်နိုင်ဖွဲ့မတရားသဖြင့်အာဏာသိမ်းလို့တို့ပြည်သူတွေညီခဲ့ကြတယ်မတရားမှုကိုဆက်ကျင်ခဲ့တယ်ငြိမ်းချမ်းစွာနဲ့ဆန္ဒပြတယ်ငြိမ်းချမ်းစွာနဲ့ဆန္ဒပြတယ်လဲနေလေအောင်ငင်းဆောင်မကြံကြောင်းသားကြောင်းသူရှင်လူရဟန်းလမ်းမတွေထက်တက်ခဲ့ကြတာပြည်သူအာဏာပြည်သူပြန်ပေးငါတို့အားလုံးရေးဆိုခဲ့တယ်ငြိမ်းချမ်းချမ်းတောင်းဆိုခဲ့တယ်ပြည်သူအာဏာပြည်သူပြန်ပေးငါတို့အားလုံးရေးဆိုခဲ့တယ်ငြိမ်းချမ်းချမ်းတောင်းဆိုခဲ့တယ်ငိမ့်ငိမ့်ချမ်းချမ်းဆန္ဒပြသူအလုံးစုံသူအားခွေးတက်ကနေအသေးပြစ်ခတ်ရိုက်နှက်ဖမ်းဆီးနှိပ်စက်ပြီးမကအကျဉ်းချပြန်လူမဆန်တဲ့အကြမ်းဖက်ခြင်းတွေလူမဆန်တဲ့ရက်ဆက်ခြင်းတွေ CDM နဲ့အမှုပညာရှင်များနိုင်ငံရေးသမားတက်ကြွလှုပ်ရှားကြီးဆက်တောင်းတာရဟန်းပန်ကအားလုံးကိုဒီရှောင်ရတရားလုံမြောက်ရမှာခိုးလုံခဲ့ကြလုံမြောက်ရမှာခိုးလုံခဲ့ကြဖက်စစ်မိတ်စာအာဏာရှင်တို့မအေးလို့ခွေးတဲ့အမြင့်ဖြတ်ဖို့ရရလက်နက်ဆွဲကင်ဆန်တော်လည်းရေးကြီးစတင်ခဲ့သည်လွေဦးတော်လည်းအောင်ရမည်လွေဦးတော်လည်းအောင်ရမည်လေလွေဦးတော်လည်းအောင်ရမည်လွေဦးတော်လည်းအောင်ရမည်လေကဲတပိုက်ကတော့ပြီးသွားပြီမိုက်ဖွာလာတဲ့တော်လန်ရေးသမားလူငယ်များစွာအသက်ကိုစွန့်ဘဝတွေစွန့်လို့ဖက်စစ်စစ်တပ်အမြင့်ဖြတ်နေကြလူလူချွတ်ချွတ်တော်လန်နေကြနိုင်ငံတစ်အတွက်တိုက်ပွဲဝင်ကြနိုင်ငံကျော်အောင်မြင်မှုများကိုကြိုးစည်းပွားအားလုံးဆောင်ကနိုင်ရဝင်ကူညီတူသားတဲ့တော်လန်နေတဲ့အမှုပညာရှင်များပြည်သူစစ်တော်အမှုပညာရှင်ကတော်လန်ရေးအတွက်အားတွေပါပဲ CDM မလုပ်ချဝန်တန်းများလဲ PR မျိုးစုံအန်တုရုပ်ထွက်တန်းချီတက်နေအင်းအားနဲ့တော်လန်ရေးအတွက်ဟောင်းပြက်ခဲ့ပြီဒေသပါတီ CDM ကတော်လန်ရေးအတွက်အားတွေပါပဲလူဒန်းစားဆုံးအလွာဆုံးကဒေသအစုံနယ်ပယ်ဆုံးကတော်လိုင်းတာဝင်နိုင်ရဝန်ထမ်းရောက်ရရက်မှကြေးပြုံစမ်းဟဲ့ရောက်တဲ့ရက်ကဝင်ကူထမ်းဟဲ့ရောက်ရရက်မှကြေးဝန်စမ်းဟဲ့တော်လိုင်းရေးအတွက်ဖက်ဒရယ်စနစ်အတွက်ပေးဆက်ခဲ့ရမနေလားအသက်တွေပေးဆက်ခဲ့ရမနေလားအသက်တွေပြက်ခဲ့ဘဝပေါင်းထောင်တောင်းမကပြက်ခဲ့ဘဝပေါင်းထောင်တောင်းမကမိသားစုမစုံကြတော့ဘူးမိသားစုတွေစုံကြတော့ဘူးကိုလက်အင်ကမစုံကြတော့ဘူးကိုလက်အင်ကမစုံကြတော့ဘူးအဲ့ဒီတော့ဗျာဒီတော်လန်ရေးအောင်မဖြစ်မယ်ဒီတော်လန်ရေးအောင်မဖြစ်မယ်ငါတို့တွေနိုင်မရမယ်ငါတို့တွေနိုင်မရမယ်ပြည်သူအားနဲ့ခြေတို့လှမ်းချီຫນွေဦးတော်လန်ရေးအောင်ရမည်ຫນွေဦးတော်လန်ရေးအောင်ရမည်ຫນွေဦးတော်လန်ရေးအောင်ရမည်ဟေးအောင်မှပြန်ကြရမယ်ငါတို့နိုင်မှပြန်လို့ရမယ်တရေအောင်မှပြန်ကြရမယ်ငါတို့နိုင်မှပြန်လို့ရမယ်ကိုမြေကိုတန်အိမ်ပြန်လွမ်းဖို့တော်လန်ရေးကိုအားစိုက်ကြသို့တော်လန်ရေးကိုအားစိုက်ကြသို့ကိုပြည်ကိုလွမ်းအိမ်ပြန်ဆွမ်းဖို့တော်လန်ရေးကိုဝိုင်းကူကြသို့တော်လန်ရေးကိုဝိုင်းကူကြသို့ဖက်ဒရယ်စနစ်ပြည်တော်သိဖို့တော်လန်ရေးမှာပါဝင်ကြသို့တော်လန်ရေးမှာပါဝင်ကြသို့အိမ်လွမ်းသူများအိမ်ပြန်နိုင်ဖို့တော်လန်အင်အားပေါင်းစည်းကြသ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 ို့